ဟာဒီညီလေးပေးထားတဲ့ comment မှာကြည့်လိုက်ပါအရင် line တယ်ကွာကိုကညီတက်ရှိတာဗျာတဲ့တောက်ရှိပါတယ်ကျွန်တော်လည်းတောက်ရှိပါတယ်ဘယ်လိုပြမလဲမသိဘူးညီလေးရှိတာကကိုကြီးကရှိတာဘယ်လိုရှိတာလဲဘေးပိုက်ကကိုကြီးမှာဆွေးဆောင်ရှိတာလဲဘာကောမြင်လို့ရှိတာလဲဘာကောမြင်လို့ကြိုက်တာလဲဘာကောမြင်လို့မမောတာလဲအဲ့ဟာကပဲကိုကြီးသိရှင်တယ်ညီလေးဖြေပေးပါအောင်အဲ့ဟာကပြီးရင်ဘယ်လိုပြမလဲကိုကြီးကအခုချိန်မှာအရှိကြောက်တယ်ကနားမလည်ဘူးတိတ်လက်စိတ်ဝင်စားဘူးဘယ်လိုပြမလဲမသိဘူးတရားတွေပဲနေရှင်တယ်ဘွားကငရေနှုံးပြတဲ့အချိန်မှာပေါ်ဖြတ်တန်းရှင်တယ်အဲ့လိုပုံစံမျိုးက singer is the best in the world just like အဲ့လိုပုံစံမျိုးကွာအရှိကြောက်တယ်ကတိတ်နားမလည်ဘူးဘာလို့ဘယ်လိုပြမလဲဆိုအရှိကြောက်တယ်ကိုကြီးပေါ်မှာတိတ်ပူစားမလို့ဘူးလေအရှိတွေကဝိုက်လေးနေအဲ့ကြောင့်ရှေ့ကြောက်ရတိတ်စိတ်ဝင်စားဘူးတရှင်ရှင်မှာတော့ရှစ်လာမှာပေါ့နော်အဲ့လိုပုံစံပေါ့ဘယ်လိုပဲလဲညီလေးမေ့ရှင်တဲ့မြေခွန်းကကိုကြီးကသဘောတော့ပေါက်တယ်ဒါပေမဲ့နည်းနည်းရှက်တော့တိတ်မသိဘူးကွာဘယ်လိုရှစ်တာလဲဆိုတော့ကိုကြီးကသိရှင်တယ်အဲ့ဆိုတော့ညီလေးကပြောပေးလို့ရတယ်လေပြောပေးရင်ကိုကြီးကအဲ့ဟာကျွန်တော် size ပေးမှာအဖြေပေးမှာပေါ့အော်ကျွန်တော်ရှစ်သိန်းလားမရှစ်သိန်းလားဆိုတာကအရှိကအရန်ပူလို့ just like fire or hot အရှိကအရန်ပူလို့တယ်အဲ့ကြောင့်ကိုကြီးကအဲ့လိုအရှိတွေကတိတ်မခံစားတယ်ဘူးfreedom is the most important in my life okay just like လဲမုန်းဆိုတာကိုကြီးဘွားမှာတိုင်ဖို့ထားဆုံးမှာရေးကြီးဆုံးရပဲအဲ့လိုပုံစံမျိုးပေါ့နော်အဲ့ကြောင့်အဲ့လိုရှစ်ပေးတာလည်းတော့ကြီးစတင်ပါတယ်ဒါပေမဲ့ကိုကြီးကတော့အဲ့လိုရှစ်ဖို့မတည့်သေးဘူးဘယ်လိုပြောမလဲအချစ်အကြောက်တွေကတိတ်စိတ်ဝင်စားဖို့နေလားတင်ပေးအောင်အဲ့ကောကဲအခုချိန်မှာဘယ်လိုပြောမလဲအန်ကိုကလည်း no way လို့ပြောရှင်တယ်ကိုကြီးကဗမာစကားတိတ်မပေးဘူးအဲ့ကြောင့်တိတ်တမျိုးမထင်နဲ့ဗမာ accent ကတိတ်ပြောဖို့မတည့်ဘူးအဲ့ကြောင့် okay ဒါပေမဲ့ညီလေးရင်ခွင်မှာညီလေးကောက်ထဲမှာတစ်ခွက်ထိထားမယ်နော်ညီလေးကကိုကြီးကအဲ့လိုရှစ်တယ်ဆိုတော့ကိုကြီးကလည်းညီလိုရှစ်ပါတယ်ဘယ်လိုပြမလဲဘယ်လိုရှစ်လဲဆိုတာကိုကြီးကတော့ဟာအဲ့ရှင်မှာဆုံးဖြတ်လို့ရမယ်အခုရှင်မှာတော့ဆုံးဖြတ်လို့မရသေးဘူး size line မှာတော့ငါဒီလူကဘယ်လိုရှစ်တာလဲဆိုတာအဲ့လိုပုံစံပြောညီလေးကလည်းပြောပြပါအောင်ဘယ်လိုရှစ်တာလဲဆိုတာ okay ဒီလောက်ပါပဲဘယ်လိုပြမလဲပြောရှင်တဲ့ message ကအချစ်ကြောက်တဲ့တိတ်ဝင်စားစိတ်ဝင်စားဖို့အခုချိန်မှာပြီးရင်နားလေးမလီဘူးကွာအဲ့လိုပုံစံမျိုးကွာ okay ဒါပဲ okay thank you အဲ့ကြောင့်ကိုကြီးရဲ့ရှစ်ကညီလေးဦးနှောင်းထဲမှာရှိတယ်ဆိုတာအမြင်အခုညီလေးရဲ့ရှစ်ကကိုကြီးရဲ့နှလုံးသားထဲမှာရှိတယ်ဆိုတာအမြင်နဲ့မှတ်ထားတော့ဒါပေမဲ့အဖြေတော့မပြနိုင်သေးပါဘူးအခုရှင်ဒါပဲ okay thank you